ကောင်မလေးဟာအဝေးကနေသူမကိုချင်းရပြစ်ခတ်နေတဲ့ဆန်နိုင်ပါသမားကိုရှာဖွေနိုင်ဖို့အတွက်မှန်တစ်ချက်ကိုမြောက်ပြီးအလင်းပြန်ဟမ်းမှုကနေသူ့ရဲ့ပုံရိပ်ကိုဖမ်းဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဆန်နိုင်ပါသမားကသူမလုပ်နေတာကိုချက်ချင်းသဘောပေါက်သွားပြီးရေမိသွားတယ်။သူကကောင်မလေးဟာရုပ်ရှင်တွေအရင်ကြည့်ထားပုံရတယ်လို့လောင်ပြောင်လိုက်တယ်။သူ့တွေးထဲမှာတော့ဒီလောက်ဝေးကလူတယောက်ကိုမှန်တစ်ချက်တဲသုံးပြီးရှာတွေ့နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယုံကြည်နေခဲ့တယ်။ယုံကြည်မှုအပြည့်နဲ့ရေမောရင်ဆန်နိုင်ပါသမားကကြီးတစ်ချက်ပြစ်လိုက်တယ်။မှန်ဟာချက်ချင်းပဲအစိတ်စိတ်မောင်မောင်ကွဲသွားတယ်။ဒါပေမဲ့ကောင်မလေးကလက်မလျှော့သေးဘူး။နောက်ထပ်အနေတစ်ခုကိုထပ်ပြီးစွန့်စားကဒုတိယမှန်တစ်ချက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်။ဒီတစ်ခါတော့အရင်ထက်1မီတာခွဲလောက်ပိုမြင့်တဲ့နေရာမှာမြောက်ထားတာပါ။မောက်မာနေတဲ့ဆန်နိုင်ပါသမားကလည်းထပ်ပြစ်လိုက်ပြန်တယ်။ဒုတိယမှန်လည်းကြီးထိပြီးပျက်စီးသွားခဲ့တယ်။ဒါပေမဲ့ဆန်နိုင်ပါသမားမသိခဲ့တာတစ်ခုကတော့အဲ့ဒီကြီးနှစ်ချက်လုံးဟာကောင်မလေးရဲ့အစီအစဉ်တွေကတစ်စိတ်တစ်ပိုင်းပဲဖြစ်နေခဲ့တာ။သူမဟာကြီးတွေသွားတဲ့လမ်းကြောင်းကိုတေချာလေးလာပြီးတင်းချာနဲ့ယူဘေးတဲ့ဆိုင်ရာအသိပညာတွေကိုအသုံးချကဆန်နိုင်ပါသမားရဲ့ဒီနေရာကိုတွက်ချက်ခဲ့ပါတယ်။ကြီးတွေဘယ်ကနေညာကိုဖြတ်တန်းသွားတဲ့လမ်းကြောင်းကိုအခြေခံပြီးတွက်ချက်လိုက်တဲ့အခါဆန်နိုင်ပါသမားဟာသူမရှိနေတဲ့နေရာကနေမီတာ1000လောက်กว่าမှာရှိနေတယ်လို့ကောင်မလေးကခန့်မှန်းနိုင်ခဲ့တယ်။အဲ့ဒီနောက်သူမဟာအရေးကြီးတဲ့အချက်တစ်ခုကိုတတိထားမိသွားတယ်။အခန်းထဲကရေခဲသေးတာပေါ်ပိုင်းဟာဆန်နိုင်ပါသမားရဲ့မြင်ကွင်းထဲမှာမမြင်နိုင်တဲ့ blind spot ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့စိတ်ထဲကိုအရေးဆွံ့ရမယ့်အကြံတစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူမဟာရေခဲသေးတာပေါ်ကိုအမြင်တက်လိုက်ပြီးအငြင်းများတဲ့ခုန်ချမှုတစ်ခုအတွက်ပြင်ဆင်လိုက်ပါတယ်။တစ်ဖက်မှာတော့တစ်ခုခုမူမမှန်ဘူးဆိုတာကိုခံစားမိလာတဲ့ဆန်နိုင်ပါသမားကပိုကောင်းတဲ့ပြစ်မှတ်မြင်ကွင်းရဖို့သူ့ရင်မောင်းကိုရှေ့ဆက်မောင်းခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာလေတိုက်လို့လုတ်ခါနေတဲ့ကလန့်ကာတစ်ခုကိုသူတတိထားမိသွားတယ်။အတွေ့အကြုံရင်းချက်တဲ့တင်းနဲ့ပစ်သမားတယောက်ဖြစ်တာကြောင့်ဆန်နိုင်ပါသမားဟာချက်ချင်းပဲကောင်မလေးဘာလို့ဖို့စူးစမ်းနေလဲဆိုတာသဘောပေါက်သွားတယ်။ဆန်နိုင်ပါသမားကတင်းနဲ့ကိုချိန်လိုက်တဲ့အချိန်မှာပဲကောင်မလေးဟာရေခဲတိတာပေါ်ကနေအရှင်ပြင်းပြင်းနဲ့ရှေ့ကိုခုန်ချလိုက်တယ်။သူမရဲ့လှုပ်ရှားမှုကသူ့စီကိုပြစ်လွတ်လိုက်တဲ့ကြည်ထက်တောင်မျက်စက်နေခဲ့တယ်။သူမဟာဆိုဖာနောက်ဘက်ကိုအောင်မြင်စွာကျသွားခဲ့တယ်။ကံကောင်းစွာနဲ့ပဲကြည်ကသူမကိုမထိခဲ့ဘူး။ဒါပေမဲ့အမြင့်ကနေပြုတ်ကျခဲ့တာကြောင့်ကိုခန္ဓာတစ်ခုလုံးနာကျင်ပြီးတုံရင်နေခဲ့တယ်တို့ပေမဲ့သူမအသက်ရှင်ကျန်ခဲ့တယ်။နာကျင်မှုကိုအန်တုပြီးဆိုဖာအောက်မှာရှိတဲ့ Isro တင်းနဲ့ကိုလက်ယူဖို့စူးစမ်းလိုက်ပေမဲ့တင်းနဲ့ကသူမလက်မမီတဲ့နေရာမှာရှိနေခဲ့တယ်။နောက်ဆုံးကျန်တဲ့အားနဲ့သူမဟာဆိုဖာကိုအားကုန်လန်ပစ်လိုက်တဲ့ဆိုဖာကဆန်နိုင်ပါသမားရဲ့မြင်ကွင်းကိုပိတ်ဆို့ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမမမျှော်လင့်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။သူမရဲ့ဦးလေးကဆိုဖာအောက်မှာရောင်းချီရန်ဖဲတလက်ကိုဝတ်ထားခဲ့တာပဲ။အစောပိုင်းတုန်းကတော့သူမဟာကိုယ့်အသက်ကိုကာကွယ်ဖို့အတွက်ပဲစဉ်းစားနေခဲ့တာ။ဒါပေမဲ့ရန်ဖဲကိုတွေ့လိုက်တဲ့အခါသူမရဲ့ယုံကြည်ချက်တွေပြန်တက်လာခဲ့တယ်။အခုတော့သူမဟာအသက်ရှင်ဖို့စူးစမ်းနေတဲ့သူတယောက်မဟုတ်တော့ဘူး။သူမပြန်တိုက်ခိုက်ဖို့အစဉ်သင့်ဖြစ်နေပြီးသူမဟာရန်ဖဲကိုအမြင်ကြီးထည့်ပြီးအသင့်ပြင်လိုက်တယ်။လမ်းတစ်ဖက်မှာတော့ဘာတွေဖြစ်နေမှမသိသေးတဲ့ဆန်နိုင်ပါသမားကအေးအေးဆေးဆေးနဲ့သူ့တင်နဲ့ကိုကြည်ပြန်ဖြစ်နေခဲ့တယ်။ဒါပေမဲ့အခြေအနေကအပြောင်းလဲကြီးတစ်ခုဖြစ်သွားပြီဆိုတာသူမသိခဲ့ဘူး။ကောင်မလေးဟာအခုဆိုပေ3000ခန့်กว่าကနေသူ့ကိုပြန်ချိန်ရထားနိုင်ပြီးရုတ်တရက်ဆန်နိုင်ပါသမားရဲ့မြင်ကွင်းထဲမှာကောင်မလေးရဲ့ပုံရိပ်ပေါ်လာတယ်။ဒီတစ်ခါတော့သူမလက်ထဲမှာဆန်နိုင်ပါရန်ဖဲတလက်ကိုကင်ထားပြီးသူ့ကိုတိုက်ရိုက်ချိန်ရထားခဲ့တယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့ဆန်နိုင်ပါသမားရဲ့ယုံကြည်ချက်တွေချက်ချင်းပြောက်ကွယ်သွားတယ်။သူ့လက်တွေတုံရင်လာပြီးနဖူးတစ်လျှောက်မှာချွေးအေးတွေစီးကျလာတယ်။သူကကောင်မလေးထက်အရင်ဆုံးမောင်းခလုတ်ကိုဆွဲဖို့စူးစမ်းလိုက်ပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။